ဒါလေးလို့ဒီလိုမျိုးလေးလုပ်ပြီးတော့တိုင်းပြရမယ်နော်အဲ့ဒါကြမှာကိုကအင်ကြီးမကိုသုံးတဲ့အခါကြလို့ရှင်ပို့ပြီးတော့အဆင်ပြေမှာနော်အင်ကြီးမသုံးတဲ့အခါကျရင်ဒီကောင်မအဆင်ပြေမှာအခုဒါဆိုတာဒီမှာဒီကောင်နဲ့ site ပမာဏမှတ်ပြီးသွားပြီဆိုဒီကောင်ကိုဖယ်လိုက်မယ်ပဇင်းဒီခေါင်းဘက်ကိုခေါင်းချမ်းကိုဖယ်လိုက်မယ်ဖယ်လိုက်ပြီးသွားရင်ဒီမှတ်ထားခဲ့တဲ့နေရာကနေခြီတုပ်မယ်ပေါ့နော်ခြီတုပ်တဲ့အခါကျရင်လေခုနတုန်းကလိုမျိုးပဲအပေါ်ကနေပြီးတော့တချမ်းတုပ်နော်ဒီမှာဒီကောင်ကိုဒီကနေပြီးတော့ဒီလိုတဝက်ဖောက်ပြီးတော့တစ်ခါတုပ်သူဒီနှစ်ပြန်တုပ်မှာအပေါ်ကနေနှစ်ချက်တုပ်မယ်အောက်ကနေနှစ်ချက်တုပ်မယ်နော်အပေါ်ကနေနှစ်ချက်တုပ်မယ်အောက်ကနေနှစ်ချက်တုပ်မယ်အဲ့တော့ဒီကောင်ကခြီကဒီမှာကျိုးဒီအလဲကနေခွာတုပ်တာဖြစ်တဲ့အတွက်ဘယ်ညာဘက်ဘက်ကကြည်ကျိုးကညီလဲညီနေမယ်တချမ်းထဲမှာပဲစောင်းပြီးတော့လိန်ပြီးရှုံသွားတာမျိုးတွေလည်းမရှိတော့ဘူးအဲ့ဆိုလို့ရှိရင်အခုဒီကောင်ကခုနအတိုင်းပဲခြီကိုအနားစားတက်လို့ရပြီဒီကောင်ကြားလို့ရှိရင်တော့ဒါကအနောက်မှာဘာမှမချမ်းတော့ဘူးချမ်းစရာမလိုတော့ဘူးเนาะသူဒီအခွေဆိုင်နဲ့အခွေဖို့နဲ့ဘေးနားမှာကနုတ်ကွေးလေးလိုမျိုး line လေးထားဖို့ဒါပဲလိုတော့မယ်ဆိုတဲ့အခါကျတော့အခုဒီမှာဒါကိုเนาะဒီကောင်ကိုအခုဒီမှာဒါကို3လက်မနဲ့ကိုတစ်စိမ့်လောက်ထားမယ်ဆိုပါစို့ပေါ့เนาะမှတ်ခဲတွေကအချို့ဥစ္စာလေးတွေကအဲ့လိုမျိုးလေးတော့ရှိတယ်ကွယ်အဲ့တော့ဒါကိုဒီကောင်နဲ့မလုပ်တော့ဘူးကွာနော်ဒီကောင်ကိုဒါနဲ့ပဲမှတ်လိုက်တော့မယ်ပင်းရနဲ့ပဲမှတ်လိုက်တော့မယ်နော်မှတ်ခဲထားယူနေလို့ရှိရင်ချိန်ကြရတယ်ကွယ်အခုဒီမှာဒါကတလက်မနဲ့တလက်မနဲ့တစ်စိတ်ရှိရမယ်ဒီဘက်ချမ်းကနည်းနည်းလေးတိုးနေတယ်တလက်မတစ်စိတ်ကိုဒီဘက်ချမ်းကနည်းနည်းလေးတိုးနေရဆိုတော့ဒီမှာနော်ဒါကတလက်မနဲ့တစ်စိတ်ရှိရမယ်ပြီးရင်ဒီဘက်ချမ်းကဥစ္စာဒီ2လက်မရှိရမယ်2လက်မရှိရမယ်ဆိုတဲ့အခါကျတော့ကိုဒီကနေပြီးတော့2လက်မအကွာဝေးဒီမှာမှတ်ထားခဲ့တဲ့နေရာရှိတယ်ဆောနာတော့မှတ်ခဲလေးနဲ့မှတ်ထားတဲ့အရာလေးရှိတယ်တခါတည်းတန်းပြီးတော့ဖြတ်လိုက်မယ်နော်ဒါဖြတ်ပြီးပြီဆိုလို့ရှိရင်ဒါကတော့ Blandino ကမီးစားလို့ရတယ်မီးနဲ့အနာသိမ့်လို့ရတဲ့ဟာမို့လို့မီးနဲ့ပဲစားလိုက်တယ်ပိုမဖြတ်ဘူးเนาะတကယ်လို့ကိုကခုနပြောသလိုပဲခြီသားဆိုလို့ရှိရင်တော့တစ်စိမ့်လောက်ပူဖြတ်ပြီးတော့အနာစာသိမ့်ပြီးမဟုတ်လို့ရှိရင်ဒီလိုမျိုးလိန်ရင်ခွေနေရင်တန်းလန်းနဲ့အနာတွေအမွှေးတွေပေါ့နော်အမွှေးတွေအပြင်ကိုဖွာထွက်လာမှာဆိုလို့ Blandino ကကန်ရင်းနဲ့အခွေဆိုင်ကြီးလာပြီဆိုလို့ရှိရင်လည်းသူကနည်းနည်းလေးတော့ယုံတယ်နော်ယုံတယ်ဆိုတဲ့အခါကျတော့ကိုကတော့ဒီမှာဒီတိုင်းလေးပဲဒီလိုမျိုးလေးမကြည့်ဘူးဆိုလို့ရှင်နှစ်ကြော့ပြန်သုံးပေါ့နော်လိန်ပွားပွားကြီးဖြစ်နေတဲ့ကိစ္စကြီးကိုအဲ့အတိုင်းပဲတော့ပြန်ပြီးတော့မသုံးနဲ့ပေါ့โอเคဒါဆိုလို့ရှိရင်ကြာရင်ဒီမှာဒီဟာအတွက်ရပြီအဲ့တော့အဲ့ဒီကောင်အတွက်ကိုရပြီဆိုတဲ့အခါကျတော့မှတုတ်မယ်ဒါကခုနတုန်းကတလက်စားတဲ့တစ်ခါတည်းလှုပ်လိုက်လို့အားလုံးပြီးမှတုတ်လို့เนาะတကယ်လို့ကိုကအားလုံးပြီးမှတုတ်တာမဟုတ်ဘူးတစ်ခွေလှုပ်ပြီးတာနဲ့တစ်ခွေတုတ်မယ်ပင်ရက်တွေအများကြီးနဲ့အဲ့လိုမျိုးလှုပ်ထားမယ်စားတစ်ခါတည်းတန်းပြီးတော့တစ်ခုပြီးတာနဲ့တစ်ခုခြီနဲ့တုတ်မယ်ဆိုရင်လည်းတုတ်လို့ရတယ်เนาะဒါကတော့ကိုဆန္ဒရှိတယ်လို့လုပ်လို့ရတယ်ဒီပန်းခွေတုတ်တဲ့ဟာကကြတော့ခုနတုန်းကချိတ်လိုင်းလေးလုတ်တဲ့အတိုင်းလေးပဲเนาะခုနချိတ်လိုင်းလေးတုတ်တဲ့အတိုင်းလေးပဲတုတ်မယ်ဒီကောင်လေးတွေကအခွေဆိုင်လေးတွေကတော့သေးတယ်ဆိုပေမဲ့ခုနလိုမျိုးပဲအ ਨੇ ဆုံးတော့3ချက်လောက်တော့တုတ်မှအဆင်ပြေတယ်မဟုတ်လို့ရှိရင်တစ်ချက်တည်း2ချက်တည်းတုတ်ယုံလောက်နဲ့တော့ဒီကောင်လေးတွေကိုစိတ်ချလက်ချသုံးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျိုးကလည်းကျိုးမှာလည်းသူ့ရဲ့တွန်းကန်အားဆိုတာရှိတယ်လေဒီကျိုးလေးတွေကိုခရုခွေလေးဖြစ်အောင်ကျင့်နေအောင်လို့ခွေထားရတာဖြစ်တဲ့အတွက် तू ကယုံတယ်နော်ခြီဟိုဟာဖြစ်အောင်လုံးမှခြီတင်းအောင်လုံးမှခြီတင်းအောင်မလုပ်လို့ရှင်ဟိုဟာဖြစ်သွားမယ်ပြန်ပြုတ်ထွက်သွားမယ်ပေါ့နော်ပြုတ်ထွက်သွားလို့ရှင်တော့ကြာအသုံးခံမှာလည်းမဟုတ်ဘူးကိုလက်ရာလေးလည်းတက်ရက်နဲ့ဝတ်ထားလို့ရမှာမဟုတ်ဘူးအဲ့တော့ဒါလေးကိုဒီမှာဟိုဟာဖြစ်မယ်နှစ်ချက်တုံမယ်ပြီးတော့မှအလဲကိုသွားမယ်
အခုဒီဘက်တစ်ချမ်းကတော့ပြီးသွားပြီအဲ့တော့ဒီဘက်တစ်ချမ်းကိုလည်းအဲ့တိုင်းပဲဆက်တုတ်ကမယ်ပေါ့နော်ဒီတိုင်းပဲဆက်တုတ်ကမယ်ဒီကောင်ကအခုဒီမှာတစ်စုံရပြီဒါရပြီအဲ့တော့နောက်ထပ်တစ်စုံစားဒီမှာခုနကခေါင်းဘက်ပိုင်းပဲပြီးသေးရဆိုတဲ့အခါကျတော့ကျဲသီးခွင်းဘက်ပိုင်းကြံသေးရလေနော်ခွင်းဘက်ချမ်းအောင်လည်းဒီတိုင်းပဲဆက်ပြီးတော့တုတ်သွားမယ်ပဇင်းသီးတွေကတစ်စုံနဲ့တစ်စုံကိုကင်တာပေါ့နော်ကိုကြက်နေအောင်ကင်တာနဲ့ကြော့ပြီးကင်တာနဲ့ကွာလို့ရှိရင်ကွင်းဆိုင်တွေလည်းအချင်းကျယ်ကွာလိမ့်မယ်ခေါင်းဆိုင်လည်းအကြီးသေးကွာလိမ့်မယ်နော်အဲ့လိုဆိုတဲ့အခါကျတော့ပဇင်းကောင်းတွေကိုအစုံကိုအင်ကြီးတစ်ထည်ထဲမှာ9စုံတို့3စုံတို့4စုံတို့အဲ့လိုမျိုးတွေတုံးတဲ့အခါကျလို့ရှိရင်ခေါင်းဆိုင်လေးညီအောင်တက်နိုင်သေးပြီးတော့ကိုကထိန်းပြီးတော့ကြစ်ပြီးအရင်တခုမှကြတော့တအားဆိုင်ပြီးတုံးထားလို့ကင်ထားလို့တအားသေးသွားတယ်နောက်တစ်ခုလဲကြအောင်ကျိုးကြစ်တာချင်းလုံးလေးကြစ်တဲ့အချိန်မှာဖွားလေးကြစ်လိုက်ပြီလို့ခေါင်းကြီးအကြီးဖြစ်နေမယ်အင်ကြီးတွေကတစ်ထည်ထဲမှာတန်းစီပြီးတော့တက်တဲ့ခါလဲကြအောင်ခေါင်းတစ်လုံးကကြီးခေါင်းတစ်လုံးကသေးဆိုပြီးတော့ဖြစ်နေလိမ့်မယ်အဲ့လိုဆိုတဲ့ခါကျတော့ကိုကအဲ့ခေါင်းဆိုင်လေးတွေကိုတော့အရွယ်ညီနိုင်အောင်လို့နော်အရွယ်ညီနိုင်အောင်လို့တတိထားပြီနော်ကဲဒါဆိုလို့ရှိရင်တော့ပြီးပြီပြောရမှာပေါ့နော်ဒါဆိုလို့ရှိရင်ပြီးသွားပြီဆိုတဲ့အခါကျတော့ဒီမှာခြီစတွေခြီအစနာခြီအမြင်တွေထွက်တဲ့ဟာလေးကိုရုပ်ထားလို့တခါတည်းတုတ်ထားပေါ့နော်ဒီပင်ရက်တွေကတော့မလိုတော့ဘူးအဲ့ဆိုလို့ရှိရင်အခုဒီကောင်ကဒီမှာဒီကောင်တွေကိုကတုတ်တယ်ဆိုတဲ့အခါကျရင်ခြီတုတ်တဲ့အခါကျရင်ဒီခွင်းထက်လှုပ်ထားပြီးသားနမူနာခွင်းထက်ပို့ပြီးတော့ဒီဘက်ကိုတိုးပြီးတုတ်လို့မရအောင်ရှော့ပြီးတုတ်လို့လည်းမရဘူးဒီနေရာမှာပဲအဓိကmain အနေနဲ့ထားပြီးတော့ဒီအလဲနေရာမှာပဲတုတ်ပေးရမယ်ဒီမှာဆိုလဲအဲ့တိုင်းပဲဒီနေရာမှာပဲတုတ်ပေးရမယ်เนาะအဲ့ဆိုလို့ရှိရင်ဒီကောင်ကဒီမှာကျဲသီးလေးရပြီဒီကောင်လည်းရပြီအဲ့လိုဆိုတဲ့ခါကျတော့ကဲအခုအားလုံးအပြီးစီဒီကောင်လေးလုတ်တဲ့ဟာကိုအချိန်မိနစ်20ကျော်ကြာတယ်เนาะအဲ့ဒါဆိုလို့ရှိရင်တော့ဘာကြောင့်နော်ဘာကြောင့်ပန်းကျဲသီးတွေကလက်ခများရလဲဆိုတဲ့ဟာလေးကိုသိမှထင်ပါတယ်ဒီကောင်ဒီအလွယ်ဆုံးနဲ့အချိန်ပေးရတာအနည်းဆုံးပုံစံပဲเนาะအဲ့တော့အဲ့ဒီဥစ္စာမှာတော့မှဒီလိုအချိန်ပေးရတယ်ဆိုရင်ကျန်တဲ့ဟာတွေမှာဆိုလို့ရှင်တော့ပေါ့နော်ကဲကိုယ်တိုင်သာလေ့လာပြီးတော့လုပ်ကြည့်လို့ရပါပြီလို့နော်မလုပ်တတ်သေးတဲ့သူလေးတွေအတွက်လည်းကျမရဲ့ចောင်းသားလေးတွေလည်းဒါလေးတွေကိုမြင်တဲ့ခါကြလို့ရှင်အင်ကြီးမှာအလှဆင်လို့ရအောင်လို့တခါတည်းလုပ်ပြီးလိုက်တယ်အဲ့တော့နောက်ထပ်ပြီးတော့စုံပါမယ်เนาะဒါလေးကိုတော့ဒီညမှာရက်လိုက်ပါမယ်ဘိုင်းဘိုင်း